This is what I ate during my 4 days Legion trip to Nebio. ရန်ကုန်တိုင်းစုရကနေနေပြီးတော့မနေ့အစောရရထွက်လာတာမို့လို့ကားပေါ်ရောက်မှဝယ်ရကြစံကြော breakfast စားပေးမှထိုင်တဲ့တငယ်ချင်းရတဲ့နေစားပူလိုက်ကြီးကျွေးလို့စားလိုက်ပါရွာရောက်ချဲထုတ်တီချပြီးတော့ချက်သားအာလူပဲဟင်ရွက်ကြော်နဲ့နေလဲစားစားပါရဲ့ရွာမှာဆိုချက်ပေးရတာလူစုံရောက်900ကျော်နဲ့ကြီးကျက်စရာမှာ200ကျော်လောက်ကိုတို့ချက်ပေးရတာပေါ့နော်အဲ့ဒါမဆိုးစားရအကုန်ဆင်ပြေပါရဲ့ညပေးမှန်းညလည်းညစာ skip လိုက်ပြီးနောက်နေ့မနေ့ကျမှ breakfast ကိုခောက်ဆွဲကြော်နဲ့ချက်ဥဆောင်စားပါရဲ့ personally lactose-holic တယောက်မလို့တင်ကရန်ကုန်ကလာရန်နော်ကိုတောက်လိုက်ပါသေးရဲ့နေပြီးတော့အနှံ့ရှောက်လဲပြီးချိန်မှာတော့တိုင်းတိုင်းကြီးရွာမှာတိတ်တို့အကုန်လုံးနေလဲစား lunch box တွေပေးပါတယ်ဆိုဟင်းနဲ့ coffee ကြော်နဲ့ထမင်းနဲ့ပေါ့နော်နေပြီးတော့မစားသွင်းရမှာဒီ meal ကတော့ aesthetic ဖြစ်ဆုံးလို့ထင်ပါတယ်မစားနေတဲ့ထမင်းစားဆောင်နဲ့မှမဟုတ်ဘဲနဲ့ဒီတိုင်းတိုင်းကြီးရွာမှာဆို picnic vibe ကလည်းအပြည့်ရတယ်ပြီးတော့တကယ်ချင်းတော့လာရေခဲတော့ကိုကုန်းဆင်းပါတယ်နည်းနည်းရန်ကုန်နဲ့ taste နည်းနည်းကွာရပေါ့နော်ရန်ကုန်မှာထက်ပူချိုရယ်ကျွားပြန်ရောက်တော့တင်တော့ငါဟင်းနဲ့စားပါတယ်ဆိုတိတ်တတိထားမိရပေါ့နော်ဒီမှာဆိုရှင်ကျွေးရအကုန် nutritious ဖြစ်အောင်ကျွေးရပေါ့နော်အစားအုပ်စုသုံးစုနီးမျှအောင်လို့ကျွေးရလူတက်သားဟင်းနဲ့ပဲကျွေးရမှာပဲနဲ့အရွက်တွေငါပြောသည့်အတိုင်းအကုန်အစုံပါပေးရမလို့တော်လေးကိုမှလူတွေချုံကလေးတွေကိုကြီးဆိုင်ပေးနောက်နေ့ကတော့နေပြီးတော့ State Academy မှာ all other kind of rehearsal လုပ်ပြီးတော့ထမင်းစားဆောင်မသိလို့အကုန်လုံး lunch ကျွေးပါတယ်တက်စီထမင်းရတယ်အသားတွေအများကြီးပါပြီးတော့စားလို့ကောင်းပါတယ်အခုကရုပ်ချောချောနဲ့စားပြပါမယ်ဖြစ်ပါတယ်ဒီညလည်းညစာ test ကပြီးတော့ရန်ကုန်ကယူလာတဲ့လက်ဖက်တုပ်ထုတ်ကိုတကယ်ချင်းနေနဲ့အိတ်ဆောင်မှာတူတူတုပ်စားပါတယ်နောက်နေ့မှာနေပြီးတော့ State Academy ကိုထပ်သွားပြီးဒီနေ့တကယ်ပွဲနေပေါ့နော်တင်မိုင်းနဲ့တွေ့ဆုံပြီးမှာတော့သမင်းစားဆောင်မှာသမင်းနဲ့ဟင်းနဲ့အသီးရောအကုန်အဆုံး share အိတ်ခံပါတယ်အရွက်ကြောတက်တာဟင်းဝတ်တာဟင်းအဆုံးပါပဲအခုကတော့ရုပ်ချွတ်ချွတ်နဲ့စားပြချင်း part 2ပဲဖြစ်ပါတယ်စားလို့ပြီးတော့ dessert အနေနဲ့ရေခဲမုတ်လာချပြီးတော့ကလေးအကုန်လုံးရမ်းပြောသွားပါတယ်ရေခဲမုတ်ထဲတင်မောသီးတခွားမွေးသီးပို့ပြီးတော့အပေးမိရတော့အမှန်ပါကျန်တော့ညစာကိုလင်းချင်းနဲ့ငါပြောစီနဲ့ပဲစားပြီးတော့ test skip ခဲ့ပါတယ်နှုတ်ဆက်ပြီးတော့မိဆောင်ထပ်ခါခဲ့ပါတယ်အားလုံးပဲလောက်ပါပဲ thank you guys bye bye